ကျမနာမည်အေရီကာပါကျမအသက်23နှစ်လောက်တုန်းကဖြစ်ခဲ့တဲ့ဖြစ်ရမှန်ဇလန်လေးတစ်ခုရှိပါတယ်အဲ့ဒီဖြစ်ရတွေကမနေ့တနေ့ကအတိုင်းပဲအခုချိန်ထိမှတ်မိနေသေးပါအခုတော့ကျမအသက်က62နှစ်ရှိပါပြီဒါပေမဲ့လည်းအဲ့ဒီဖြစ်ရတွေကအခုချိန်တွေထိကျမကိုခြောက်လန့်နေသေးပါအဲ့ဒီတုန်းကကျမနဲ့ကျမတငယ်ချင်းတွေကအလုပ်ပေးရမှုလို့မြို့ပြနဲ့ဝေးတဲ့တနေရာကိုခီးထွက်ခဲ့ကြတယ်လူမှုပတ်ဝန်းကျင်ကိုခဏလောက်မေ့ထားပြီးတော့တဘာဝနဲ့ထိတွေ့ဖို့အတွက်ပါတက်တော်ကြီးကရန်ကုန်မှာတိတ်ဆိတ်ပြီးတော့ထူထပ်မှောင်မိုက်လွန်းပါတယ်အတန်ဆိုလို့ကျမတို့စကားပြောနေကြတဲ့အတန်နဲ့တခါကြားရတတ်တဲ့ဇီးကွက်တွေရဲ့အတန်ပဲရှိပါတယ်ဒီလိုနဲ့ညဘက်မှောင်မိုက်လာတဲ့အချိန်ကိုရောက်တော့မိဘုံလေးတစ်ခုလုပ်ပြီးတော့မိဘဘေးမှာကျမတို့တွေထိုင်ခဲ့ကြပြီးတော့စကားတွေပြောနေခဲ့ကြတယ်အဲ့ဒီတုန်းကကျမတို့ပြောနေကြတဲ့စကားတွေကတရေပုံမြင်တွေအကြောင်းပါဒီလိုနဲ့ပြောရင်ပြောလာရင်းနဲ့ရုပ်တရက်အားလုံးလန့်လာကြပြီးတော့စကားချစ်တန်သွားကြတယ်အဲ့ဒါနဲ့ကျမလည်းစကားလမ်းကြောင်းလွဲလိုက်ပြီးတော့စားနောက်လိုက်တယ်လို့မျိုးလှုပ်လိုက်ပါသေးတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတော်တဲ့ကနေထူးဆန်းတဲ့အတန်တန်ကထွက်ပေါ်လာတယ်နင်ကြားလိုက်လားဆာရာကသူ့ရဲ့တုံတုံကြီးအတန်နဲ့ကျမကိုလှမ်းမိတယ်ကျမတို့အားလုံးလည်းစကားတစ်ခွန်းမှမပြောနိုင်တော့ဘဲနဲ့အတန်ကိုပဲနားဆွင့်နေခဲ့အဲ့ဒီလိုနဲ့ခုနကကြားရတဲ့အတန်ကပိုပြီးတော့နီးလာပြီးတော့ပိုပြီးတော့ကျဲလာပါတယ်အဲ့ဒီအတန်ကလေးတိုက်တဲ့အတန်လည်းမဟုတ်သလိုတရိษံတကောင်ကောင်ရဲ့အတန်လည်းမဟုတ်ပါဘူးရကုန်းအကောင်ဖြစ်မှာပါအဲ့ဒီလိုမျိုးဂျိတ်ကရှောက်ပြောနေပါတယ်ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကိုတော့လိမ်လို့မရပါဘူးဘသူကမှဘာမှမလုပ်နိုင်မင်းနဲ့လက်နေကြတဲ့အချိန်မှာပဲအဲ့ဒီလိုမျိုးအမှောင်ထဲကနေထူးဆန်းတဲ့အရာတစ်ခုကပေါ်ထွက်လာတယ်အဲ့ဒီအရာကကြွက်သားအပြိုင်နဲ့ရှည်လျားတဲ့ခြေထောက်တွေနဲ့ရှည်လျားတဲ့လက်တံတွေသူ့မှာရှိတယ်။ဒါပေမဲ့သူ့ရဲ့မျက်နှာကတော့ပြောင်ကြီးဖြစ်နေပြီးတော့မျက်နှာမဲ့နေပါတယ်။အဲ့ဒီအရာကြီးရဲ့မျက်နှာကပြောင်ချောနေပြီးတော့ဘာမှလည်းမရှိဘဲနဲ့ဖြူဘက်ဖြူရော်အယောင်နဲ့ဖျောင်းသားတွေလိုပါပဲ။ကျွန်တော်တို့မြင်နေရတဲ့အရာကိုဘာမှမသိတော့ပါဘူး။ကျွန်တော်တို့လည်းထိတ်လန့်တုန်လှုပ်နေပြီးတော့အတန်တိတ်ကြည့်နေမိတယ်။ရုတ်တရက်အဲ့ဒီအကောင်ကြီးကထပြီးတော့လှုပ်ရှားလာတယ်ကျွန်တော်တို့အားလုံးလည်းအသက်ကုန်အော်ဟစ်ခဲ့ကြတယ်။မီးပုံပေါ်ကအလင်းရောင်ကကျွန်တော်တို့မျက်နှာမှာဖြစ်နေတဲ့ထိတ်လန့်ကြောင်ရွံတုန်လှုပ်နေတဲ့အမူအရာတွေကိုထင်ဟပ်နေစေ။ပြေးရဟေးအဲ့လိုမျိုးအော်ပြီးတော့ဆာရာရဲ့လက်ကိုကန်ပြီးတော့ကျမလည်းတော်ရဲကိုအသက်ကုန်ပြေးသွားခဲ့တယ်။ညီပြင်ပေါ်မှာရှိတဲ့မျက်ပင်တွေတစ်ကိုင်းချောက်တွေကကျမတို့ရဲ့ခြေထောက်တွေကိုချစ်ပြီးတော့ပုံးပဲ့စေပါတယ်။ကျမတို့ရဲ့နောက်မှာကတော့အဲ့ဒီမျက်နှာမရှိတဲ့တတဝါကြီးကကြောက်စရာကောင်းတဲ့အရှိန်နဲ့ကျမတို့စီကိုတွားသွားလာနေပါတယ်သူ့ရဲ့ပုံစံကပင့်ကူတကောင်နဲ့တူတယ်လို့ပြောရမလားပဲကျမတို့လည်းအရန်ကုန်မှာမောပန်းလာလို့ခဏလောက်ရက်တန့်ခဲ့ကြတယ်ဂျိန်းနဲ့တုံကိုတော့မတွေ့ကြပါဘူးငါတို့တို့ရှားမယ်အဲ့လိုမျိုးကြောက်ရွံ့နေတဲ့ဂျားကနေဆာရာကပြောတယ်အဲ့ဒီအချိန်မှာပဲကြောက်စရာအပြည့်နဲ့အသက်ကုန်အော်ဟစ်နေတဲ့အတန်နဲ့ကြီးတစ်ခုကိုကြားလိုက်ရတယ်အဲ့ဒါဂျိန်းရဲ့အတန်ပါကျမတို့နှစ်ယောက်လည်းအတန်ရှိရာစီကိုပြေးသွားခဲ့တယ်။အဲဒီနောက်တော့အသွေးတွေအသားတွေကိုအစိမ့်လိုက်ရရက်ဆက်ဆက်ကိုက်ဖြတ်ခံရလို့ခံစားရတဲ့အတန်မျိုးနဲ့ကြောက်စရာကောင်းတဲ့အော်ဟစ်နေတဲ့အတန်တွေပါကြားရလာတယ်။ကျမလည်းအန်ဂျင်တို့မျိုးခံစားမိတယ်။ခြုံပင်တွေနဲ့တစ်ပင်တွေကြားမှာကျိတ်ရဲ့တည်နေတဲ့အလောင်းကိုတွေ့လိုက်ရတယ်။သူ့တကုံလုံးကလည်းသွေးစိမ်းရဲရဲหนีနေပြီးတော့ရကြမရှိတော့ပါဘူး။အဲ့ဒီမျက်နှာမရှိတဲ့တတဝါကြီးကဂျိတ်ကိုရရက်ဆက်ဆက်တက်ဖြတ်လိုက်ပြီးတော့ဒီအတိုင်းကြီးကြည့်နေပါတယ်တွန်းအောင်ပဲမလဲအဲ့လိုမျိုးပြောပြီးတော့ဆာရာတယောက်ငိုပါတော့တယ်အဲ့ဒီအချိန်မှာကျမစိတ်ထဲတွေးလာမိတယ်တွန်းလဲဂျိတ်လိုမျိုးအဲ့ဒီအကောင်ကြီးရဲ့ရရက်ဆက်ဆက်တက်ဖြတ်လိုက်တာကိုခံရလောက်ပါပြီလို့အဲ့ဒီအချိန်မှာပဲအဲ့ဒီအကောင်ကြီးကကျမတို့နှစ်ယောက်လှည့်ကြည့်ကျမတို့လည်းခြေဦးတရားကိုမြ мян ဆန်ဆန်ပဲပြေးခဲ့ကြတယ်။အဲ့လိုပြေးနေတဲ့အချိန်မှာဘာကုမှခေါင်းထဲမရှိနိုင်တော့ပါဘူး။နှလုံးခုန်တန်တွေကလည်းမြင်တဲ့မြန်းခြေထောက်တွေကလည်းညောင်းတဲ့ညောင်းလာတယ်။ဒါပေမဲ့ကျမတို့လုံးဝမရတန်ခင်ကြဘူး။ခဏလောက်နေတော့တောအုပ်ထဲကဂိုးတောင်လေးတစ်လုံးကိုတွေ့လိုက်ရတယ်။အဲ့ဒီကိုသွားကြမယ်လို့ကျမအော်ပြောလိုက်တယ်။ကျမတို့တွေအထဲကိုမြ мян ဆန်ဆန်ဝင်လိုက်ပြီးတော့တကားကိုလည်းပိတ်လိုက်ပါတယ်။ပြီးတော့တကားရဲ့ရှေ့မှာလည်းစပွဲတစ်ခုနဲ့ခံထားလိုက်ပါတယ်အဲ့ဒီအကောင်ကြီးကကျမတို့ရှိနေတဲ့ဂိုးတောင်စီကိုရောက်လာပြီးတော့တကားကိုအဆက်မပြတ်ရိုက်ထုနေတယ်
ခဏနေတော့ရက်တန်သွားတယ်အဲ့ဒီကောင်ကြီးထွက်သွားပြီလို့နေတယ်လားဆာရာကတူတူလေးပြောတယ်ငါလည်းမသိဘူးလေလို့ကျမပြန်ပြောလိုက်တယ်ကျမတို့နှစ်ယောက်စလုံးတိတ်တဆိတ်နဲ့ပဲစောင့်ကြည့်နေခဲ့တယ်ခဏနေတော့အဲ့ဒီတကားကပွင့်ထွက်သွားခဲ့တယ်အဲ့ဒီမျက်နှာမရှိတဲ့တရဝါကြီးကအထဲကိုဖြည်းဖြည်းချင်းဝင်လာတယ်သူ့ရဲ့ရှည်လျားနေတဲ့လက်တံကြီးကိုဖြည်းဖြည်းချင်းဆန့်လိုက်ပြီးတော့ကျမတို့စီကိုချင်းကပ်လာတယ်ကျမတို့နှစ်ယောက်စလုံးနဲ့အနောက်ကိုဖြည်းဖြည်းချင်းဆုတ်သွားပြီးတော့နေရံနဲ့ကတ်တဲ့အထီကိုဆုတ်သွားခဲ့ရတယ်အဲ့ဒီတရဝါဆိုးကြီးရဲ့လက်ကဆာရာရဲ့မျက်နှာနားအထီကိုရောက်သွားတဲ့အချိန်မှာတော့ဆာရာလည်းငယ်တံပါတဲ့အထီအော်မိခဲ့တယ်အဲ့ဒီအချိန်မှာပဲကျမလည်းအနားမှာရှိတဲ့တစ်တို့သစ္စာတစ်ခုနဲ့အဲ့ဒီတရဝါကြီးရဲ့လက်ကိုရိုက်ထိလိုက်တယ်ဒါပေမဲ့တရဝါကြီးကတော့ဖြုံတော့မဖြုံပါဘူးအဲ့ဒီနောက်တော့တရဝါကြီးရဲ့လက်ကကျမစီကိုရောက်လာပါတော့အဲ့ဒီနောက်တော့ဘာတွေဆက်ပစ်သွားလဲဆိုတာကျမမှတ်မိတော့အားလုံးကမှောင်ဝိုက်သွားခဲ့တယ်နောက်တနေ့မနက်မိုးလင်းလာတော့ကျမကတောထဲမှာလဲကျနေပြီးတော့နိုးလာပါတယ်အဲ့ဒီကိုတောင်လေးလည်းမရှိတော့ပါဘူးဆာရာလည်းမရှိတော့သလိုဂျိတ်နဲ့တွန်တို့လည်းတယောက်မှမရှိကြတော့ပါဘူးကျမသိတာဆိုလို့ကျမရဲ့ရင်ဘတ်နဲ့ခါးနားတွေမှာချစ်ရတဲ့အပြည့်နဲ့အင်ဂျီမှာလည်းသွေးတွေဆူရွှဲနေပါတယ်အိမ်တွေကတွေ့ခဲ့ရတဲ့တတဝါကြီးကဘလို့တတဝါကြီးလဲဆိုတာကျမလုံးဝနားမလည်ဘူးစဉ်းစားမိတာတော့ဒီတတဝါကြီးကကျမတို့ကဘာကပဲလားဒါမှမဟုတ်ဂျိုသားလားအိမ်ကတော့ကျမအိမ်ပြန်ရောက်ခဲ့တယ်ဒါတွေအားလုံးမဖြစ်ခဲ့သလိုမျိုးဟန်ဆောင်နေခဲ့ပါတယ်ဘသူကမှလည်းဒီအကြောင်းကိုပြန်မပြောပြခဲ့ဘူးဘာလို့လဲဆိုတော့ဘသူကမှယုံကြည်မှာမဟုတ်လို့ပါအခုတော့ဒီတရဝါဇိုးကြီးနဲ့ပတ်သက်ပြီးရခဲ့တဲ့ trauma တွေကိုစေခံပြသနေရပါတယ်တခါတလေဆိုရင်အိယာကနေလန့်လန့်နိုးလာတတ်တယ်ကျမရဲ့တငယ်ချင်းတွေတောထဲမှာရဲရဲဆက်ဆက်တပ်ပြက်ခံခဲ့ရတော့ကအော်တန်တွေလိုမျိုးအမြဲတမ်းကြားပြီးတော့ပေါ့အဲ့ဒီလိုမျိုးဖြစ်ရဆိုးကြီးကိုကျမဘယ်တော့မှမဖြစ်ချင်ခဲ့ပါဘူးအဲဒါကြောင့်လူတွေနဲ့ပတ်သက်ပြီးတော့သတိထားစေချင်တာတွေရှိပါတယ်လူတွေနဲ့အရန်ဝေးတဲ့တောတောင်တွေကစိတ်ငြိမ်ပြီးတော့အေးချမ်းခြင်းကိုရနိုင်ပြီမယ်အဲ့ဒါထက်ပိုပြီးတော့ကိုယ့်ဘက်ကလည်းပြန်ပြီးဆက်ရတာတွေရှိတတ်ပါတယ်